ပါညံရင်နှိမ့်တဲ့သူတွေနဲ့ညံရင်မြင့်တဲ့သူတွေအုံနောက်ရှိတဲ့သူနဲ့အုံနောက်မရှိတဲ့သူတွေတွေ့တဲ့စီချင်းထိုးတဲ့ပွဲအဲ့ဒီနေရာကအင်းတော်မော်လို့မှာပါပြီးခဲ့တဲ့တလဝင်းကျင်လောက်မှာအကြံဖက်စစ်ခွေးတက်ကကောင်းနေတာလေကြောင်းပြစ်ကူဝေရင်ပြစ်ကူအမြောက်အများနဲ့လက်နက်ကြီးပြစ်ကူအမြောက်အများပါစတွေနဲ့အသေးခံပြီးတော့စကြောင်ထိုးလာခဲ့ကြတာအင်းတော်မော်လို့ဟုတ်ကဲ့ပါသူတို့တပ်ပုံနေရိုက်ကြတယ်ကျွန်တော်အားလုံးတွေ့ရမှာပါဒါပေမဲ့ကျွန်တော်တို့စီကဘာတစ်ခုမှဆုံးရှုံးသွားတာမရှိဘူးကျွန်တော်တို့စတင်ပြီးတော့အဲ့အင်းတော်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အချိန်မှလည်းပဲဒီကောင်ဒီဘက်ကတကယ်အကောင်ကြီးဆိုတဲ့အကောင်ဒီကျွန်တော်တို့ရဲ့ခြေရင်းမှာဝက်စင်းခဲ့ရပြီလက်နဲ့ခဲယမ်းနေဆိုတာကျွန်တော်ရဲ့မိသားစုဝင်နေနေတုံတော့မဟုတ်ဘူးကျွန်တော်တို့ရတာဒါပေမဲ့အကောင်ဒီကျွန်တော်တို့စီကဘာပြန်ရသွားလဲအလံလေးထောင်းဓာတ်ပုံလေးရိုက်ဒါပဲအခုအဲ့ဒီအင်းတော်မော်လူကိုကျွန်တော်တို့ပြန်လဲပြီးတော့တိုက်ခိုက်သိမ်းပိုက်ပြီးတော့ထပ်မံတော့ကျွန်တော်ရဲ့မိသားစုထပ်မံကျွန်တော်တို့စစ်ကစားလိုက်တဲ့အချိန်မှာလက်နက်ခဲယမ်းတွေအမြောက်အများရရှိလိုက်ပြန်ပါပြီဒါကြောင့်ညံရင်နှိမ့်တဲ့သူတွေနဲ့ညံရင်ကြီးမြင့်တဲ့သူတွေထိတ်တိုက်တွေ့တဲ့နေရာလို့ကျွန်တော်ကဥပမာပေးဖော်ပြတာဖြစ်ပါတယ်ရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်နဲ့ကျွန်တော်ကဖော်ပြမှာဘဝရှော့ကောင်နဲ့အမြဲတမ်းညင်းမှာဆိုလိုပါပြီးတော့ရင်တော့ KIA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေထပ်မံပြီးတော့တိုက်ခိုက်သိမ်းပိုက်လိုက်လို့စိုးအောက်သွားတဲ့နေရာလေးကိုလည်းကျွန်တော်မိသားစုကိုညွှန်ပြပေးပါအောင်မယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိသားစုကိုတဦးချင်းဆိုင်ကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်ဒီကနေ့ညံရီကြီးမြင့်တဲ့သူတွေနဲ့ညံရီနှိမ့်တဲ့သူတွေအုံနောက်ရှိတဲ့သူနဲ့အုံနောက်မဲ့တဲ့သူတွေစီးချင်းထိုးတဲ့ပွဲအင်းတော်မော်လူစစ်မျက်နှာပြင်ဖြစ်ပါတယ်ကျွန်တော်အခုဖော်ပြနေတဲ့ဒီကနေ့နေကင်း3 နာရီ22မိနစ်အချိန်မှာပဲအင်းတော်မျိုးစီပိန်ရွာကိုညီတောင်ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့လက်နက်ခဲယမ်းအမြောက်အများရရှိပြီးတော့စိုးအောက်သွားပါကြောင်းကျွန်တော်မိသားစုကဥစွာအရင်ဆုံးအတိပေးလို့တယ်ကိုရှမ်းကြီးမေးစရာတွေရှိနေပြန်ပြီညင်ရီကြီးမြင့်တဲ့သူတွေနဲ့ညင်ရီနှိမ့်တဲ့သူတွေဘယ်လိုတွေတွေ့တာလဲကျောင်းမိသားစုနေလုံငယ်သောတလဝန်းကျင်လောက်ကအကြံဖက်စစ်ခွေးတက်ကကောင်တွေဟာလေကြောင်းပြစ်ကူအမြောက်အများအသုံးပြုပြီးတော့လက်နက်ကြီးပြစ်ကူအမြောက်အများအသုံးပြုပေါ်တာဆွဲထားတဲ့စစ်မှုထမ်းအသစ်တွေကိုအသေးခံခိုင်းပြီးတော့ထိုးတက်ခိုင်းခဲ့တဲ့အင်းတော်မော်လူပြီးတော့သူတို့တွေဘာပြန်ရလဲကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့ဝင်တွေစီကဘာပြန်ရသွားလဲဟိုဘက်ကျောက်ကလော်ဘီတွေကပြောမှာဟာရတာဗောငါတို့အလံလေးထောင်ပြီးတော့ ready 3 2 1 go price ဓာတ်ပုံလေးတစ်ပုံပဲရပြီအခုကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းတပ်ဖွဲ့ဝင်တွေအချိန်ကလှုပ်ရှားမှုတွေနဲ့ဝင်းရပိတ်ဆို့ပြီးတော့ဒီကောင်တွေကိုချေမုန်းတက်ခတ်လိုက်ချင်မှာလက်နက်ခဲယမ်းအမြောက်အများရရှိသွားတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအခုဗီဒီယိုမှာကြည့်ပေး肯定的不啦？在外面不让叫名。还看看的。哎，这都有。ဒီဗီဒီယိုကိုဖော်ပြတယ်ဆိုတာကကျွန်တော်တို့သတင်းတွေပေါ်မှာအမြဲတမ်းမယုံကြည်ဖြစ်နေကြတဲ့အုံတော့မဲ့တဲ့သူတွေညံရည်နှိမ့်တဲ့သူတွေမယုံမှဆိုလို့ပါညံရည်နှိမ့်တဲ့သူတွေဆိုတာဘယ်သူတွေကိုပြောတာလဲဗျာဟုတ်ပါတယ်ကျွန်တော်တို့နိုင်ငံတနိုင်ငံလုံး
ဒုက္ခတွင်းနဲ့ရောက်နေတဲ့အချိန်ကျွန်တော်တို့ပြည်သူတွေအငတ်ပေးစိုက်ရောက်နေတဲ့အချိန်ကျွန်တော်နိုင်ငံသားတွေဒုက္ခဆိုတာပူရဲပါကူဘွဲရထားတယ်လို့မျိုးအော်တိုမက်တစ်အမီမှာတော့မှတွဲလျက်ပါနေတဲ့ပုံစံမျိုးကျွန်တော်တို့ရဲ့ share တို့ကျွန်တော်တို့ရဲ့အရေးလိုမျိုးကျွန်တော်တို့နိုင်ငံသားတွေကအဲ့ဒီဒုက္ခဆိုတဲ့ share တို့ကြီးကကျွန်တော်တို့နိုင်ငံသားတယောက်ချင်းစီမှာကပ်ပါနေတယ်လို့မျိုးကျွန်တော်တို့ပြည်သူပြည်သားတွေကျွန်တော်တိုင်းရင်းသားညီကိုမောင်မတွေခံစားနေရတဲ့အချိန်မှာလူတက်ကောင်းမရင်းကောင်းတခိုးကြပိုးတွေကိုအပိထောက်ခံနေတဲ့ငစနုခွေးအတွေကိုပြောတာပါဒါကအုံနောက်ရှိတဲ့သူတွေဆိုရင်ဒီကောင်တွေကိုထောက်ခံမှာမဟုတ်ဘူးလေအုံနောက်မရှိလို့သာမျိုးလုံးမိတ်စုံပိတ်ပြီးတော့ရှိရှိမဲ့အပေါက်တွေကိုအကုန်ပိတ်ပြီးတော့အပိထောက်ခံနေတာကိုကျွန်တော်ကဖော်ပြပေးလို့တာပါဟုတ်ပြီအင်းတော့မော်လူရှယ်ဆင်မီနာပြင်မှာကျွန်တော်တို့လူငယ်ရဲဘော်ရဲဘက်တွေနဲ့ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေစင်စင်သောညွှန်ကြားမှုတွေနဲ့စ조사ရုန်းကန်ခဲ့လို့အားလုံးပူပေါင်းဆောင်ရွက်ခဲ့လို့အခုလိုမျိုးအောင်မြင်မှုတွေထပ်ဆင့်ရရှိတာပါဘောလုံးလောကစကားနဲ့ပြောမယ်ဆိုရင်တော့ဖလတ်လုံးရပြီနောက်ထပ်ဖလတ်လုံးရတာပေါ့ဗျာအချို့ကလည်းရှိပါတယ်မင်းတို့တော်လိုင်း9နှစ်ကျော်ကြီးဘယ်တော့ပြီးမှလဲဒီနိုင်ငံမှာအကြံဖတ်စစ်ခွေတက်အမိခံတက်မတော်ဆိုတဲ့လက်နက်ကန်တောင်းညမ်းသူတွေဟာထက်ခါအာနာသိမ့်ပြီးတော့ကျွန်တော်တို့နိုင်ငံကိုဒုက္ခတွင်းတွေကိုတွန်းပို့ခဲ့ပြီးပြီမင်းတို့တိုင်းရင်းသားတွေနှစ်ပေါင်းများစွာတွေကငါတို့ကိုတော်လှန်ခဲ့ကြတာဘယ်တော့ကသူတို့အောင်ခဲ့တာလဲအမြဲတမ်းကျွန်တော်တို့ကိုခနဲ့ကြတယ်အမြဲတမ်းပြောဆိုကြတယ်အခု generation Z ကဒီတော်လှန်ရေးသမိုင်းကိုပြောင်းပြန်လှန်ပြလိုက်တယ်ကျွန်တော်ရဲ့ video ကိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုကျွန်တော်တို့တိုက်လို့မရဘူးဆိုတဲ့နေရာရှိရင်ပြောမျိုးရီရွာတွေတစ်ခုပြီးတစ်ခုကျန်ဖက်စစ်ခွေးတက်ရဲ့ yes can မှသည်စတိုင်းဌာနချုပ်တွေအထိကျွန်တော်တို့အမှုတ်ကျိတ်ခဲ့ပြီးသားကျွန်တော်ပြောတဲ့စကားမှာတိုက်လို့မရဘူးဆိုတဲ့နေရာရှိရင်ပြောလို့ပြောပြီးသားကတိကသက်ညင်းတဲ့သူတွေလည်းရှိသေးတယ်ရန်ကုန်ဟုတ်ကဲ့ပါရန်ကုန်မှာကျွန်တော်တို့ယူကြည်ကျွန်တော်တို့ရဲ့ player တွေဘယ်လိုမျိုးကျွန်တော်တို့ကစားပြသွားတယ်နေပြီးတော့လုံခြုံပါတယ်ဆိုတဲ့နေရာမျိုးတော့မှကျွန်တော်တို့ drone တွေနဲ့ဘယ်လိုမျိုးဝင်ရောက်ပြီးတော့တိုက်ခိုက်ပြခဲ့လဲလက်ရှိအမြန်လမ်းပိုင်းတွေမှာကျွန်တော်ကာဝေးတပ်ဖွဲ့ဝင်တွေဝင်ရောက်စစ်ဆေးလို့ကျွန်တော်တို့စီမှာ uniform တော့မို့ရဲပဲနဲ့အရက်ဝင်နဲ့ခိုးဆောင်ခိုးဝဲသွားနေတဲ့အာနာရှင်အာနာပိုင်အကောင်ကြီးတွေကျွန်တော်တို့စီမှာဖန်ဆီးရမိခဲ့တာရည်တွက်လို့တော့မရဘူးဒါ generation Z ပါဝင်လာတဲ့ဒီတော်လန်ရေးရဲ့ကြီးမားတဲ့အပြောင်းလဲအခုမင်းတို့ဘာတက်နိုင်သေးလဲဆိုတဲ့မိကွန်မျိုးကျွန်တော်တို့ကပြန်မေးရမယ်ကျွန်တော်တို့ရဲ့အလှည့်ပြန်ရောက်လာပြီဖြစ်တယ်ဒါကိုလည်းသူတို့လက်ခံထားတယ်မင်းအောင်လိုင်းကောင်းကောင်းသိသွားတယ် generation Z တွေရဲ့စွမ်းမကားကိုအခုလည်းပဲတချို့သစ်ဆိုတဲ့ကောင်ဒီကောင်လည်းကောင်းကောင်းသိနေပြီကျောင်းမိသားစုဝင်လည်းကျွန်တော်အများတိုင်းဖော်ပြတတ်တယ်ဒါတချို့အသစ်ဆိုတော့သူအောင်ပွဲတွေရယူခြင်းတယ်သူပြန်ပြီးတော့မြို့တွေနယ်တွေကိုပြန်သိမ့်ပိုက်တယ်ဆိုတဲ့ဂုံတွေကိုသူကအစလောင်နေတာအဲ့တော့သူ့မှာ plan တွေဆွဲထားတယ်နံပါတ်1အချက်ကသူပြန်လဲပြီးတော့လွယ်ကူနဲ့ပြန်လဲသိမ့်ပိုက်နိုင်မဲ့နေရာတွေကိုအချို့အချောင်းတွေအဲ့ဒီကောင်ကရှာပြီးသားအခုကျွန်တော်ဖော်ပြမယ်အင်းတော့မော်လူလိုမျိုးပါဗျ။အိုးအသေးခံပြီးတော့ထုတ်တက်လာကျွန်တော်တို့ကပြောပြီးသားကျွန်တော်တို့မြို့ရွာတယ်ကျွန်တော်တို့ပြည်သူတွေထိခိုက်ခဲ့ရတာအရန်များနေပြီကျွန်တော်ပြည်သူတွေနာကျင်ရကျွန်တော်တို့နာကျင်ရတယ်လို့ကျွန်တော်တို့လည်းသိတာပေါ့အင်ကြီးမမပြောနဲ့တဲအိမ်လေးတစ်လုံးစောက်ဖို့တောင်မှဒါတစ်နဲ့ပြောတာမဟုတ်ဘူးနော်ဝါးနဲ့စောက်ပြီးတော့တဏိမိုးတဲ့အိမ်လေးတစ်လုံးဖြစ်ဖို့တောင်မှအရန်ကိုခက်ခဲနေတဲ့ကျွန်တော်တို့နိုင်ငံသားတွေရဲ့အခြေအနေကျွန်တော်တို့ရေဘော်တွေကောင်းကောင်းသိတာပေါ့
ဒီကိမှုတွေဆုံးရှုံးမှုတွေများမှဆိုလို့ကျွန်တော်တို့အသာကြီးလေးပဲရှောင်ဖယ်ပေးလိုက်တယ်သူတို့အောင်ပြီပေါ့ကောင်းကောင်းမွန်မွန်တပ်ပုံဝင်ရိုက်တာစိတ်ပြင်းနေပြီသူတို့ပြန်လဲထိမ့်ချုပ်လိုက်ပြီပေါ့မင်းတို့ပါတက်နိုင်သေးလေဟုတ်ကဲ့ပါအေးစေးပါပဲဒါကသူ့ရဲ့အချိုးအချောင်းရွှေရှောင်ရနိုင်မယ်အလကားနှီးပါးရနိုင်မယ်အခြေအနေတွေကိုပုံဖော်ထားတယ်ဆိုတာကိုကျွန်တော်မိသားစုသိစေတာနောက်တစ်ချက်အဲ့ဒါကဘာလဲဆိုတော့အခုအသေးခံပေးနေရတဲ့အတင်းအာရမဆိုတဲ့ခေါင်းစဉ်အောက်ကစစ်မှုတန်းပေါ်တာဆွဲခြင်းခံရတဲ့ပါစာပြည်သူစစ်တွေတုံးယုံကျွန်တော် Telegram မှာကျွန်တော်ဖော်ပြတဲ့ video file လေးတွေဆိုတာအနေချင်းမရှိရကျွန်တော်မိသားစုလက်ရှိအချိန်นี้ကျွန်တော်တို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့အချိန်အနေအရရက်ကမှတ်တမ်းတွေကိုတိုက်ပွဲပါဝင်နေတဲ့ဒိန်းတပ်ဖွဲ့တွေကမထုတ်ပြန်ဘူးကျွန်တော်တို့ဘက်ကလည်းပဲဒါတွေကိုထိကြံထားခဲ့တာလည်းရှိပါတယ်ဆိုတော့သူတို့တက်ဆထားတယ်လို့မျိုးသူတို့တကယ်ရောလုံနိုင်ခဲ့လားဒါဟာသူတို့ရဲ့အကြီးမားဆုံးမှားယွင်းမှုပရမတ်တစ်ချိန်မှာတဲ့က2021အာနာသိမ့်လိုက်ခတဲ့ကမာလာအကြီးကျယ်မှားသွားတာမာလာကိုယ်တိုင်ဝန်ခံခဲ့ရတယ်ကျွန်တော်တို့လူငယ်တွေနဲ့ကျွန်တော်တို့ပြည်သူကို short တော့ခဲ့တာအရင်လိုပဲပေါ့တနက်ဖောက်ပြီးတော့50ကောင်လောက်ပြတ်တက်ပြလိုက်မယ်အဲ့ထက်ပို့လို့ရာနဲ့ချီပြီးတော့ပြတ်တက်ပြလိုက်မယ်ထောင်နဲ့ချီပြီးတော့ဖမ်းပလိုက်မယ်တောင်းနဲ့ချီပြီးတော့မင်းတို့တွေထွက်ပြေးသွားကြမှာပဲအေးစစ်စစ်ဒီနိုင်ငံဟာငါအာနာတက်ဆူရှိဖို့အတွက်သူဒီလိုပဲတွက်ခဲ့တာဒါပေမဲ့ကျွန်တော်လူငယ်တွေဘယ်မှမသွားဘူးအကျန်းဖက်စစ်ခွေတက်မြစ်ပြတ်ချေမုံတဲ့ပွဲတွေမှာနေမျိုးစုံနဲ့ပါဝင်ပြီးတော့တိုက်ပွဲဝင်နေစေကျွန်တော်တို့မိဘပြည်သူတွေသူတို့တွေအရှမ်းကိုဖိနှိပ်ခဲ့တာရန်ကုန်ထောက်ဖို့လုပ်ရင်ဘလို့ကူညီမှုတွေဆိုဘလို့ပတ်သက်ရင်ဘလို့နေမျိုးစုံနဲ့ဘလို့မျိုးပဲချိန်ချောက်ဖန်စီညှိမှနှိပ်ဆက်ပါစီလက်ရှိအချိန်ထိပြည်သူဟာကျွန်တော်နဲ့အတူတသားရရှိနေစေကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တအိုးချင်းစတိုင်းကိုကျွန်တော်အရှမ်းကိုကျေးဇူးတင်ပါတယ်ဟုတ်ပြီအဲ့တော့မျိုးနဲ့စီပင်းရွာ KIA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကထိခိုက်သေးဆုံးမှုအလုံးများပြားနဲ့လက်နဲ့ခဲယမ်းအမြောက်အများကိုထပ်မံပြီးတော့တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ပြီးတော့အင်းတော်မျိုးနဲ့မော်လူးမျိုးကိုလည်းဆက်လက်ပြီးတော့တိုက်ခိုက်ပြီးတော့ပိတ်ဆို့ပြီးတော့ကျွန်တော်တို့လျှက်ဒီပဲစစ်စင်ရေးတွေနဲ့ပျောက်ကြားနီးစနစ်တွေနဲ့အကြမ်းဖက်စစ်ခွေးတပ်အသက်ရှူချိန်အောင်မရအောင်ကိုကျွန်တော်တို့နေရာဆောင်ကပြက်ကတ်တိုက်ခိုက်ချေမုံနိုင်ခဲ့ကြတယ်ဒါကြောင့်ကျွန်တော်ရဲဘော်လူငယ်တွေရဲ့စ조사ရုန်းကန်မှုတွေစစ်စင်သောသူတွေရဲ့စ조사ရုန်းကန်မှုတွေပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေကျွန်တော်တို့တစ်ကမ္ဘာလုံးမှာရှိတဲ့ကျွန်တော်တို့ရဲ့တော်လန်သောမိသားစုဝင်တွေအားလုံးရဲ့ပူးပေါင်းပါဝင်မှုအရေးကြီးတယ်ထပ်မံပြီးတော့အားဖြည့်ဖို့လဲကျွန်တော်အနေနဲ့ထပ်ဆင်မေတ္တာရက်ခံလိုတယ်အင်းတော်မျိုးနဲ့မော်လူမျိုးကိုတိုက်နေတယ်ပြန်ပြီးတော့ဝိုင်းထားတဲ့အခြေအနေပါမော်လူနမ်စီအောင်ဂျာကစစ်ပိန်ရွာကိုမနေ့က KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်ပြီးတော့လက်နက်ခဲယမ်းအမြောက်များနဲ့ဆိုးအောက်လို့ကျွန်တော်တို့ဟစ်ကျွေးနိုင်ခဲ့တာပါအကြမ်းဖက်စစ်ခွစ်တပ်ကထိခိုက်သိဆုံးမှုအလွန်များပြားတယ်လို့ KIA စစ်ရဲ့အရင်မြစ်ကကျွန်တော်ကြားသိထားရတယ်ဆိုတော့မေလ21ရက်နေ့ညနေပိုင်းမှာနော်ရွှေဘုံမြကျင်းလာလမ်းပိုင်းကမော်လူမျိုးအနီးမှာရှိကျေးရွာတိုင်းကိုဘုံကျဲပြီးတော့အဲ့ဒီကောင်တွေကကျွန်တော်ရတပြည်သူတွေကိုတပ်ဖြတ်ပြီးတော့ချိန်ချောက်ပြတ်သားခဲ့တယ်ကျွန်တော်ပြည်သူ2ဦးသေဆုံးခဲ့တယ်အလားတူပဲကျွန်တော်တို့မေလ22ရက်နေ့နနက်9:00 နာရီမှာလဲအင်းတော်အတွင်းနဲ့ဝိုင်းတွဲတွေ Jet Fighter တွေနဲ့ထပ်မံပြီးတော့ဘုံကျဲတက်ခိုက်နေတယ်လို့ကျွန်တော်တို့သတင်းရရှိထားတယ်ရွှေဘုံမြကြီးနားလမ်းပိုင်းအကြမ်းဖက်စစ်ခွတ်တက်ကပြန်လဲထိန်းချုပ်နိုင်ဖို့အတွက်ဧပြီလအတွင်းမှာစတင်ပြီးတော့လမ်းပိုင်းပေါ်မှာအင်းတော်မြို့မော်လူမြို့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတယ်ဆိုတော့ကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေခိတ္တယာယီစုတ်ခွာပေးလိုက်တယ်အဲ့ဒီအခြေအနေမှာဒီကောင်နေမိုတီတွေအတင်းလုပ်ယူဖန်တီးပြီးတော့ထိုးတက်လာကျွန်တော်အများအားပြောတယ်စစ်ကြုံသွားရင်နှုတ်လို့မရဘူးကြမ်းကြုံရင်နှုတ်လို့ရတယ်ကြည်တန်ရာတွေကပြုတ်စီလူလို့ပျောက်တဲ့ကိစ္စတွေလည်းမဟုတ်ဘူးဟုတ်ပြီအင်းတော်နဲ့မော်လူကိုအကျန်းဖက်စစ်ခွေးတက်အကြီးအကျယ်အ
အတကုံသုံးပြီးတော့စစ်ကြောင်းထိုးတက်လာခဲ့ကြတယ်တလအတွင်းမှာပဲကျွန်တော်တို့ NUG ပူပေါင်းတပ်ဖွဲ့ဝင်တဲ့ KIA တပ်ဖွဲ့ဝင်တွေကပြန်လဲတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းကျွန်တော်မိသားစုဝင်တွေကိုသိစေလို့တာပါဒါကြောင့်ညံရင်နှိမ့်တဲ့သူတွေနဲ့ညံရင်ကြီးမြင့်တဲ့သူတွေရင်ဆိုင်တွေ့လိုက်တဲ့အင်းတော့မော်လူလို့ကျွန်တော်ကဆိုတာပါဒီကောင်နေရှက်တွက်ရင်တော်ဘယ်လိုပြောမလဲလဲပြီးတော့တည်လို့ရတယ်ကျွန်တော်မိသားစုနေသူတို့တွေဓာတ်ပုံတွေဖော်ပြပြီးတော့အနေမီစုမှုတွေရပြီးသူတို့ပြန်လဲတက်ခတ်သိမ့်ပိုက်ခဲ့ပြီးအများကြီးပဲကျွန်တော်တို့တွေ့ရတာဖလူပြန်နေတာပဲအချို့ကျွန်တော်တို့ဒါတော်လိုင်းတက်ဖွဲ့ဝင်နေတယ်ကျွန်တော်ပူအောင်တက်ဖွဲ့ဝင်နေဖောင်းထုခြင်းတဲ့သူတွေကဒီဓာတ်ပုံတွေကိုပြပြီးတော့ဘယ်လိုလဲဘာလဲညာလဲဟောဆိုတော့သူတို့ကဝင်လာတာတကောင်းမှလည်းပြန်ထွက်နိုင်တာလည်းမဟုတ်ဘူးပြီးတော့ပထမတစ်ချိန်ကျွန်တော်တက်ခိုက်သိမ့်ပိုက်တဲ့အချိန်မှလည်းပဲလက်နက်ခဲအမြောက်များတွေကျွန်တော်တို့ပဲရခဲ့တာအခုထပ်ပြီးတော့လည်းကျွန်တော်တို့ကိုလာပေးပြန်တယ်ဆိုတော့မြေပြင်မှာရှိတဲ့ရဲဘော်တွေက thank you ပါတဲ့တက်ချုပ်တက်ကြီးကိုကျေးဇူးထက်တင်ပါတယ်ဘာလို့ဆိုတော့ကမ္ဘာစီးပွားရေးကတ်တွေနဲ့ကျွန်တော်တို့နိုင်ငံမှာလည်းစီးပွားရေးကျက်တဲနေတဲ့အချိန်ကျွန်တော်တို့ပြည်သူတွေလည်းစီးပွားရေးအကျက်တဲတွေကြားထဲမှာရုန်းကန်နေတဲ့အချိန်မှာထောက်ပို့လေးတွေအားနည်းနေတဲ့အချိန်မှာလက်နဲ့ခဲရန်တွေမြေပြင်အထိလာရောက်ပို့သွားတဲ့အတက်ပေါ့နော်ကျွန်တော် Telegram မှာဒီနေ့ရုပ်သံဖန်တန်းဗီဒီယိုဖိုင်လေးကျွန်တော်နှစ်ခုဖော်ပြထားပါတယ်ကျွန်တော်တို့ရဲ့တက်ခတ်တဲ့အခြေအနေတွေပေါ့နော်အဲ့ဒီမှတ်တမ်းဗီဒီယိုဖိုင်တစ်ခုမှာကျွန်တော်မိသားစုထင်ထင်ရှားရှားမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ရသပြည်သူတွေရဲ့ပစ္စည်းတွေကိုခိုးယူလာတဲ့အကြံဖတ်စစ်ခွေးတက်သားတွေအဲ့ဒီလမ်းပိုင်းမှာပဲကျွန်တော်တို့အသေးပြစ်ခတ်ချေမုန်းခဲ့တာဖြစ်တယ်သတိတော့ပေးထားပါတယ်နည်းနည်းပေါ့နော်ဟိုကြမ်းတမ်းမှုလေးတွေရှိတဲ့အခါကျတော့အချို့မကြည့်သင့်တဲ့သူတွေပေါ့နော်မကြည့်စေလို့ပေါ့ဘယ်လိုပဲဖြစ်ပါဆိုတော့အဲ့ဒီမှာကြော်ပွဲကိုဖွင့်လိုက်တဲ့အချိန်မှာအဲ့မှာပစ္စည်းတွေတွေ့မှာပါတကယ်ပဲနော်ဒါကြောင့်ကျွန်တော်တို့ပြောတယ်နှကန်းဒီပူတွေပါတယ်ကျွန်တော်တို့တွေ့ခဲ့ရတယ်အခုဆိုရင်ကျွန်တော်တို့စောက်လို့ရေးမှာသုံးတဲ့ကျွန်တော်တို့အိမ်နေမှာတွေသုံးတဲ့ကျွန်တော်တို့ five volt တွေ gun တွေဒါတွေပါအကုန်လုံးကြော်ပွဲတွေ့ရအကုန်မတကယ်ကောင်းတယ်ကျွန်တော်မိသားစုနေတခိုးလို့ပြောတော့လဲနာကျင်သေးတယ်တကယ်တမ်းတော့လဲမလာမိသားစုမှာဒီဟိုအောက်ချိန်ငါစနူအထိခိုးပြီးမှစားရတာဟုတ်ပြီညင်းနေဆိုညင်းလို့ရတယ်မင်းတို့လာတာဘယ်လောက်ရလဲပြောအခုမာလာရဲ့တက်ချုပ်ကြီးကနေပြီးတော့အခုကိုခန့်ထားတဲ့သမရအတုဆိုတဲ့ကောင်သူ့လာစာနဲ့သူ့မိသားစုရဲ့ချမ်းသာကြွယ်ဝမှုနဲ့ကလေးတော်မှမြင်တယ်ဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်နေသတင်းကတော့အတီးပြုလို့ရပါပြီမေလ21ရက်နေ့အင်းတော်မော်လူးမြို့မှာကိုဘက်ကပြန်ပြီးတော့ဝင်ပြီးတော့နေရာယူပြီးတော့စုမှုထိန်းချုပ်လိုက်ပြန်တယ်လက်ရှိအချိန်ဒီအထိလေးနေပတ်ပြီးတော့တုံးပြီးတော့ဘုံကျဲနေတယ်ပတ်ဝန်းကျင်ကြေးရွာတွေကိုလည်းဘုံကျဲတိုက်ခိုက်မှုတွေရှိနေတယ်အချို့နေရာလေးတွေမှာတိုက်ပွဲငယ်လေးတွေတော့ရှိနေဆုံးလို့ကျွန်တော်တို့ဒေါ်လိုင်းတစ်ဖွဲ့ဝင်တွေကနေပြီးတော့သတင်းပေးပို့ထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရပိုင်းတွင်းမှာလည်းဂျမ်ဖက်စစ်ကအင်းတော်နဲ့နေရာအချို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်တွေဖန်စီထိမ့်သိမ်းထားတဲ့စစ်တုံးမန်းတွေထားရှိတဲ့နေရာကိုလည်းဘုံကျဲတပ်ဖြတ်ခဲ့တာတွေရှိပါတယ်ကျွန်တော်တို့တော်လိုင်းရဲဘော်နှစ်ဦးလည်းကြာဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်မိသားစုနေတယ်ကြာသိခဲ့ပြီးဖြစ်ပါတယ်ဆိုတော့လက်ရှိအချိန်ထိလည်းကျွန်တော်အင်းတော်မော်လူးတဲ့နေရာအချို့တွေမှာပေါ့နော်အကြံဖတ်စစ်ခွေးတက်နဲ့ကျွန်တော်တို့ကာဝေးတပ်ဖွဲ့ဝင်တွေကြားမှာထိတွေ့တိုက်ပွဲလေးတွေရှိနေသေးပဲအဲ့ဒီမှာရှိနေတဲ့ကျွန်တော်တို့ဒါကြေးရွာဒေသတွေမှာကြံခဲ့တဲ့ပြည်သူတွေဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေအထူးသတိပေးထားပါတယ်ရွာကနေပြီးတော့လူတွေအချိန်မီထွက်ပေးဖို့လိုတယ်တိုက်ပွဲကြားရသားပြည်သူအချို့တိတ်ဆုံးမှုတွေလည်းရှိနေတယ်အဲ့ဒီရွာထဲမှာနေလို့လုံးဝမဖြစ်တော့ဘူးဒါတွေကိုလည်းသိဖို့လိုပါတယ်ဘေးကင်းချိန်ကြားမှာပြန်ဝင်သင့်တယ်လို့ကျွန်တော်တို့ရဲဘော်တွေကပြောဆိုထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ရဲဘော်ညီကိုတွေနဲ့အတူတူပေါ့နော်ရက်တီပေးမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်မြို့တင်းကိုစစ်ကြောင်းတွေဝင်လာတဲ့အချိန်မှာကျွန်တော်တို့အကြမ်းဖက်စစ်ခွေးတက်ကပေါ့နော်ဧပြီလတုန်းကဧပြီလတော့ကကျွန်တော်တို့မော်လူးမြို့ကိုဝင်လာတဲ့အချိန်ပေါ့နော်အဲ့ဒီမှာရသားပြည်သူတွေကိုဖမ်းဆီးလာတယ်ပြီးတော့လူသားတိုင်းဖြစ်သုံးချလာတယ်လူလူထိရိုက်နစ်နာမှာစိုးရင်တဲ့အတွက်ကျွန်တော်တို့ဒါရသားပြည်သူတွေနဲ့ဝေးတဲ့နေရာကနေပြီးတော့ကျွန်တော်တို့ခိတယာယီစုပ်ခွာပြီးတော့ကျွန်တော်တို့ပျောက်ကြားစစ်တွေနဲ့ပဲကျွန်တော်တို့တံပြန်ခဲ့တာရှိတယ်အခုအချိန်မှာတော့ကျွန်တော်တို့ပြန်လဲပြီးတော့စုံမဝင်ရောက်နေရာယူလိုက်တာဖြစ်ပါတယ်ဟိုးမလွယ်ဘူးဗျာမလွယ်ဘူး
ဘာကြောင့်မလွယ်တာလဲဆိုတော့အချိန်တစ်ခုစောင့်ရလို့အဲ့ဒီအချိန်ကိုညင်ရင်နေသူတွေဝင်လာဖို့ကျွန်တော်တို့မှပြောဆိုခံဆဲဆိုခံပြီးတော့စောင့်ရတယ်ခါလေကြာရင်မြေပြင်တစ်ဖွဲ့ဝင်တွေကျွန်တော်တို့ ਨੇ အမြဲတမ်းအကြဟောစကားပြောဖြစ်တယ်ကိုကြီးကကျွန်တော်တို့တွေလောက်ရတာလေပေါ့နော်ခဲတွေမျိုးစုံကြားထဲမှာလောက်ကန်တယ်ကိုကြီးတို့လည်းတည်ဆုံးဒါပေမဲ့လည်းချုပ်ပြည်သူတွေကလည်းအရန်ကြီးကိုနှိမ့်အောင်ပြောကြတယ်ပေါ့နော်အမင်းတို့ကတိုင်လုံးကတိုက်ပြီးတော့မင်းတို့အခုတော့ပြန်ပေးလိုက်ပြန်ပြီပေါ့နော်ဆိုတော့အချိန်ခဏလေးပါအခုဆိုရင်ဒါတလဝင်းကျင်ကာလလေးပါပဲဒီကာလအတွင်းမှာကျွန်တော်တို့ပြန်လဲပြီးတော့ထိန်ချုံနိုင်တယ်ကျွန်တော်တို့ရဲ့ဒါကွင်ထဲကို automatic ဝင်လာတဲ့အကြံဖတ်စစ်ခွေးတက်တည်းလက်ရှိပေါ့နော်အခြေအနေအမှန်တွေကိုကျွန်တော်မိသားစုမြင်တွေ့နေရတာပါအခြားသောသတင်းရုံမှာလည်းမြင်ရမှာဖြစ်ပါတယ်လက်ရှိအချိန်ထိကျွန်တော်တိုက်ပွဲသတင်းတွေမထုတ်ပြန်သေးတာတွေအများကြီးရှိပါတယ်အကြံဖတ်စစ်ခွေးတက်ကထိခိုက်ဒေဆုံးမှုအလွန်များပြားနေတယ်လို့ကျွန်တော်တို့မြေပြင်ကရဲဘော်တွေကသတင်းပေးပို့ထားတာလက်ရှိကျွန်တော်ဒေါ်လာတပ်ဖွဲ့ဝင်တွေအသာစီးရယူနိုင်နေတယ်လို့ကျွန်တော်မိသားစုတွေကိုဦးစားသိပေးလိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီအခြေအနေတွေမှာဒီကြောင့်ကနေပြီးတော့ဘုံကျဲမှုတွေပြီးတော့မော်လူမြို့နယ်မန်ဟဲနယ်ဂိုးရွာအဲ့ဒီဘက်မှာလည်းပဲကျွန်တော်တို့ဝိုင်းတွဲတွေနဲ့ဘုံကျဲမှုတွေပြီးတော့အဲ့ဒီမှာလည်းပဲကျွန်တော်တို့အမျိုးသမီးတူတန်ရရှိခဲ့တယ်အမျိုးသား2ဦးသေဆုံးခဲ့တာတွေလည်းရှိတယ်ဆိုတော့ကျွန်တော်တို့စစ်တုံးမှန်စခန်းကိုလည်းဒီကောင်တွေဘုံကျဲပြီးတော့တိုက်ခိုက်ခဲ့မှုအတွင်းမှာလည်းအကြမ်းဖက်စစ်ခွေးတက်က9ကောင်ပေါ်ချင်းပြီးမသာဖြစ်သွားတယ်ပေါ့နော်စစ်တုံးမှန်တွေပေါ့နော်ခွေးတုံးမှန်တွေသေသွားတယ်လို့လည်းကျွန်တော်တို့ကြားသိခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ဒီစစ်စင်ရေးနေမြေအတွင်းကိုအကြမ်းဖက်စစ်ခွေးတက်ကအင်အားအလုံးရင်းနဲ့ဝင်ရောက်လာခဲ့တဲ့ကနဦးအစမဲ့တဲ့ကျွန်တော်တို့ FPV drone တွေနဲ့ပြီးတော့ပြောက်ကြားနီးစနစ်တွေနဲ့မိုင်းဆွဲတိုက်ခိုက်မှုတွေနဲ့ကျွန်တော်တို့လိုချင်တဲ့တပ်ကွင်းတဲကိုဒီကောင်တွေညှို့ဆင်းလာအောင်လုံနိုင်ခဲ့တဲ့စေးမဟာဖြူဟာကိုအစင်စင်သောကာဝေးတပ်ဖွဲ့ဝင်တွေပူးပေါင်းညီညွတ်စွာနဲ့လှုပ်ဆောင်နိုင်ခဲ့တာကိုကျွန်တော်မိသားစုတွေမြင်စေခြင်းလုံးတော့ဒီသတင်းကိုပဲကျွန်တော်ဦးစားပေးဖော်ပြနေခြင်းဖြစ်ပါတယ်အပြောခံအဆိုခံအစဲခံပြီးတော့လုပ်နေရတာအများကြီးရှိတယ်ကျွန်တော်လည်းအပြောခံရတာပဲကျွန်တော်ဆိုအချုပ်ထဲတောင်ရောက်သွားသေးတယ်မိမနာခံလို့ကျွန်တော်မိသားစုဝင်နေကျွန်တော်အများကြီးပြောစင်စရာတွေရှိတယ်ဒါပေမဲ့အချို့ဟာလေးတွေကိုကျွန်တော်ဟာတာနှောပြီးတော့ကျွန်တော်မိသားစုနေနဲ့ကျွန်တော် face to face ပြောချင်တာစကားဝိုင်းဆွေးနွေးပွဲလို့ပေါ့မလားကျွန်တော်ကိုချာမင်းတို့တော့ဘယ်လိုလဲကျွန်တော်ပြောပြချင်တယ်ပြောပြချင်တယ်အများကြီးရှိသေးတယ်နော်ဒီလိုကျွန်တော်တို့လူငယ်တွေဒါနေအောင်ခံခဲ့တာဆိုတော့ဒုပေမဲ့ကျွန်တော်မိဘပြည်သူတွေကျွန်တော်အရင်ခေတ်ကာလတွေနဲ့ပေါ့နော်မတူတဲ့ကျွန်တော်တို့ဒါဖိနှိပ်မှုတွေရှိခဲ့တယ်ကျွန်တော်တို့အခက်ခဲမျိုးစုံရင်ဆိုင်ခဲ့ရတယ်ဒါပေမဲ့ဒီလန်ဒီခရီးကနေကျွန်တော်လုံးဝကိုမသွေဖယ်သွားပဲနဲ့ကျွန်တော်တို့အပြောခံအဆိုခံအစဲခံကျွန်တော်တို့အလုတ်ခံပြီးတော့ကျွန်တော်တို့ထုလီမာလီငဖယ်လိုမျိုးကျွန်တော်တို့ခေါင်းခံထုဒီဘက်ထုယူလားရော့နောက်တစ်ချက်ထထုမော်သေးဘူးလားထက်ထိတ်တဲ့ကိုထထုဆိုတော့ဒီခက်ခဲလေးတွေကျွန်တော်ညချင်းနဲ့ Facebook ပဲပြောချင်တာကျွန်တော်မိသားစုဝင်နေဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီကနေ့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာကျွန်တော်တို့ကာဝေးတပ်ဖွဲ့ဝင်တွေကျွန်တော်တို့ပြည်သူ့ကာဝေး PDF တွေပြီးတော့ကျွန်တော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ကြီးမားတဲ့အောင်ပွဲတစ်ခုရဲ့နောက်ခွဲကအကြောင်းရင်းတွေကျွန်တော်မိသားစုအားရစွာမြင်တွေ့လိုက်ရတာဖြစ်ပါတယ်လက်ရှိချိန်မှာလည်းပဲလက်နဲ့ခဲယမ်းအမြောက်အများအပုံအပင်ပိုင်ဆိုင်ထားပါတယ်ဆိုတော့မာလာကျန်းဖတ်စစ်ခွေးတက်နဲ့ကျွန်တော်တို့လက်ထဲမှာချူးတပြားမှမရှိဘာလက်နဲ့ခဲယမ်းမှမရှိတဲ့ကျွန်တော်တို့လူငယ်ခြားတိတ်လေးတွေနဲ့ရင်ဆိုင်ရှင်ပြိုင်ထိုးနှက်နေတဲ့ဒီတွေဥကစတင်ခဲ့တဲ့ဒီတိုက်ပွဲတွေအတွင်းမှာညံရည်နှိမ့်တဲ့သူနဲ့ညံရည်ကြီးမြင့်တဲ့သူတွေရင်ဆိုင်တွေးကြရာဝယ်ဘလို့ဖြစ်ပြီးတော့ဘလို့အဆုံးသတ်သွားလဲဆိုတာကိုကျွန်တော်ရဲ့မိသားစုအခုမော်လူအင်းတော်တိုက်ပွဲကနေတော့မြင်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့ဆက်ပြီးတော့ရှောင်နေစေဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းရဲ့အကြောင်းမိသားစုအားနဲ့တက်မလို့မျှော်လင့်နေနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်